ရှောင်းပိုင်းမင်းခြံထဲမှာခြံဆောက်မှုနေရတာဆိုတော့လေရန်မိုးတံခံနိုင်ဖို့နေရတစ်ခုလိုတယ်လေဒီနေ့ရာသီဥတုကောင်းနေတာနဲ့မင်းအတွက်ခွေးအိမ်လေးတစ်လုံးဆောက်ပေးမယ်ဒါကမိုးကောင်းကင်ကိုလောင်ကျွမ်းစေတဲ့မျက်လုံးကြီးတစ်သားပဲဒီအရာကနတ်ပြည်မှာတော့ဒန္နာရီလာနတ်ယတနာလေးအနှစ်တစ်တောင်မှတလက်မှပဲကြီးထွားတာသူ့မှာမီးရန်တရားကြီးရဲ့စီးမြင့်တွေပါဝင်နေတဲ့လက်နက်သွန်းလုပ်တဲ့ဆရာကြီးတွေရရင်တောင်မှလက်သေးခွန်လောက်အပိုင်းအစလေးကိုနှက်ကုန်းမှာတင်ပြီးပူဇော်ကြရတာတခင်ကဒါကိုငါအတွက်ခွေးအိမ်ဆောက်ပေးဖို့သုံးတယ်လားငါရဲ့ကဘာဦးအစွမ်းတွေတောင်တခင်ရဲ့တာမန်လူသားအငွေ့သက်အောက်မှာဖိနှိပ်ခံထားရတဲ့ပညာရှင်ကြီးတွေရဲ့နေပဲဆိုတာတကယ်ပဲငါစဉ်းစားလို့မမီနိုင်ပါလားရှောင်းပိုင်းအထဲဝင်ပြီးစမ်းကြည့်စမ်းတော်ရဲ့လားညဘက်အိပ်ရင်အေးမလားလို့ဒါခွေးအိမ်မဟုတ်ဘူးဒါကအစင်းမြင့်ဆုံးကြင်ကြံခြင်းနေမြေကြီးပဲမင်းသဘောကျပုံရတယ်ဆိုတော့တော်သေးတာပေါ့အနံ့ကတိတ်မွေးပြီးဝိညာဉ်စွမ်းရင်တွေတိတ်ပြင်းထန်တာပဲအဲ့ဒီရာကိုသာငါမျိုးချလိုက်ရင်ဝိညာဉ်အမြင့်ကိုစူးစီးပြီးရွှေမြူတွေအဆင့်ကိုတက်လန်းနိုင်မှာပဲဒါပေမဲ့ဝိညာဉ်စွမ်းအားတစ်စက်မှမရှိတဲ့ငကားကတခင်ရဲ့ခြံဝင်းထဲကိုကျူးကျော်လာတာပဲတခင်ကိုလည်းအထင်သေးလို့မရဘူးမနှက်ဖြန်မနှက်စံပြုတ်ဖြူတောက်ရအောင်ပဲတခင်ရဲ့ပစ္စည်းကိုလူကျင်နေပေါ့လေဟင်းငါသွားကြညှက်ဖို့တောင်မလောက်ဘူးဒီနေ့ရာသီဥတုတော်တော်ကောင်းတယ်တောင်ပေါ်သွားပြီးထင်းချောက်တချို့ကောက်ရမယ်ဟင်းဒါကဘာလဲဒါကတော့ကြောင်ကြီးတစ်ကောင်ရဲ့အရေခွန်နဲ့တူတယ်ဒီကြောက်တုံးလေးကလည်းတိတ်လာတာပဲအပြာရောင်တောက်တောက်လေးမင်းအတွက်စကျင်ကြောက်လို့ကစားစရာလုပ်ဖို့ယူသွားပေးမယ်ဒီအောက်ကဘာကသွေးနှောတဲ့တတဝါရဲ့ဝိညာဉ်အမျိုးတွေကအညစ်အကြေးတွေတိတ်များတာပဲတခင်ကစိတ်ကောင်းရှိလို့ဒါကိုကစားစရာအဖြစ်ဆူချတာဒီရေခွန်ကတကယ်ကောင်းတာပဲစောင်းတွင်းရောက်ရင်ခြေအိတ်နဲ့စုံလောက်ချုပ်လို့ရတယ်ဒီချင်းကြံချင်းကဘာကအန္တရာယ်များပေမဲ့အိမ်မှာခွေးလေးရှိပြီးနေ့ရက်တွေကပိုပြီးအတိတ်ပဲရှိလာတယ်လို့ပဲမဖြစ်နိုင်တာနတ်မောင်နဲ့အရေးကြားတစ်ကအခြေခံတိဆောက်ခြင်းအဆင့်ရဲ့ထိတ်ဆုံးဝိညာဉ်သားရဲ့ပဲလေဒါကြီးကိုမဟာဟွမ်ပြည်နယ်ရဲ့အပြင်ဘက်မှာဘသူကတက်ရဲတာလဲအဲ့ဒီအရက်မျက်နာကလော့ရှန်ကြီးရွာပဲအဲ့ဒီဝိညာဉ်သားရဲ့တည်သွားတာကတခုခုတော့မှားနေပြီဒါမှမဟုတ်တယောက်ကခြောက်ချတာနေမဲ့လူတွေလာကြစမ်းခိုင်းကြီးကဲဘာများအမိတ်ရှိပါသလဲမင်းတို့ဝိညာဉ်ရှာဖွေတဲ့ခွေးတွေနဲ့မိစ္ဆာရှာဖွေတဲ့တန်လိုက်အိမ်မြောင်ကိုယူပြီးလော့ရှန်ကြီးရွာကိုချက်ချင်းသွားဒီကြားတစ်တည်ဆုံးရတဲ့အကြောင်းရင်းကိုစုံစမ်းစမ်းရတနာရှိရင်ဂိုင်းကိုပြန်ယူလာခဲ့လူသက်သမားဆိုရင်တော့ချက်ချင်းတက်ပြစ်တပည့်များအမိတ်တိုင်းနာခံပါမည်စီမီယာအကိုရှာတွေ့ပြီးမိစ္ဆာရဲ့ကြံရှိနေတဲ့အငွေ့သက်တွေကဟိုခြံဝင်းထဲမှာပဲတာမန်လူသားတယောက်ရဲ့ခြံဝင်းကငါတို့ဂိုင်းရဲ့ဝိညာဉ်သားရဲ့ရုပ်လောင်းကိုဝတ်ထားရဲတယ်ပေါ့လေငါအောက်ဆင်းပြီးဓာတ်တစ်ချက်ထဲနဲ့စီမီယာအကိုမင်းဘာဖြစ်တာလဲအဲ့ဒီအရေးခွန်ကတကယ်ပဲကြားတည့်ရဲ့အရေးခွန်ပဲဒါပေမဲ့သူ့ပေါ်မှာဒဏ်ရာတစ်ဆက်မှမရှိဘူးဒါကတာမန်လူတယောက်လုံနိုင်တာလုံးဝမဟုတ်ဘူးစီမီယာအကိုငါတို့မြန်မြန်သွားကြရအောင်ဒီနေရာကငါတို့လာထိပါလို့ရတဲ့နေရာမဟုတ်ဘူးဆက်နေရင်ငါရဲ့အသက်ဝိညာဉ်ကြီးမွားတော့မယ်လို့ခံစားနေရတယ်ဘာကြောင့်နေတာလဲခြံထဲမှာလူမရှိဘူးဝိညာဉ်စွမ်းအားမရှိတဲ့ဒေတာခံခွေးတစ်ကောင်ပဲအိတ်နေတာဒါကရှေးဟောင်းပညာရှင်ကြီးတွေခြံထားခဲ့တဲ့ပျက်စီးနေတဲ့ကုပေးမှန်ဖြစ်ရမယ်အဲ့ဒီခွေးကကံကောင်းလို့ဝင်နေတာနေမှာအောင်မြင်ပြီဒီလောက်နီးတဲ့အကွာဝေးဆိုရင်သူလုံးဝရှောင်လို့မလွတ်ဘူးတေဆန်းစီမီယာအကိုတောက်ဖို့ဘာတန်တို့တန်စလဲမသိဘူးဝိညာဉ်စွမ်းအားတစ်ဆက်မှမရှိဘူးတခင်ထင်းခုတ်တဲ့ပစိန်လောက်တောင်ကြိုက်လို့မကောင်းဘူးကျိုးသွားပြီအစစ်မြင့်ဆုံးဝိညာဉ်ဓာတ်ပြန်ကြီးကခွေးတစ်ကောင်ရဲ့ကြိုက်ချက်တစ်ချက်ထဲနဲ့ကြေမွားသွားပြီလားဒီနေ့ကံကောင်းတာပဲတောင်နောက်ဖက်မှာတေနေတဲ့တန်တစ်သားပင်တစ်ပင်တွေ့ခဲ့တယ်ဒီနေ့ထင်းမီကတိတ်အားကောင်းမှာပဲမုန်းတဲ့ရင်အသားချက်စားရင်တိတ်မွေးမှာအိုးမောင်ရင်တို့နှစ်ယောက်ဘာဖြစ်ကြတာလဲတောင်ပေါ်ကပြုတ်ကျလာတာလားဒီနားမှာလမ်းကတိတ်ချောတာမင်းတို့လိုခါခွဲလုပ်တဲ့လူငယ်တွေဘေးအန္တရာယ်ကိုသတိထားရမယ်နော်စီမီယာကြီးအသက်ချမ်းသာပေးပါကျွန်တော်တို့ကမတော်တဆလမ်းကြုံလို့ဖြစ်လာတာပါဒါဆိုရင်လည်းမသွားပါနဲ့ဦးဒဏ်ရာတွေဒီလောက်ပြင်းထန်နေတာအထဲဝင်ပြီးရေတောက်ဒဏ်ရာစီးပေးရမလားအခုခေတ်လူငယ်တွေတကယ်ထူးဆန်းတဲ့ဒဏ်ရာရထားတာတော့ဒီလောက်မြန်မြန်ပြေးကြတယ်တကယ်ပဲစိတ်ကူးရမှာကြောက်နေကြတာလားရှောင်းပိုင်းမင်းတခုခုကိုရှောက်ကြိုက်ပြီးတော့ပို့ပြန်ပြီးမဟုတ်လားငါမင်းကိုဘယ်နှကြိမ်ပြောရမလဲဒီလိုဘယ်ကမှမသိတဲ့တံများပြက်တွေကိုပါစက်ထဲမထည့်ပါနဲ့ဆိုအပေါ်မှာဘက်တီးရီးယားတွေဘယ်လောက်များလဲမသိဘူးဘိုင်းနာရင်ဒါမှမဟုတ်သွားကျိုးသွားရင်ဘယ်လိုလုပ်မလဲတခင်ပြောတာမှန်တယ်ဒီလိုအမိုက်တတုတွေကငါရဲ့သွားနဲ့တကယ်မတန်ဘူးနောက်တစ်ခါကျရင်အရသာရှိတာကိုရွေးကြိုက်မယ်သွားကြဆိုဒီနေ့ကံကောင်းလို့ထင်းကောင်းကောင်းရခဲ့တယ်မွန်းတဲ့ရင်